စပင်းညက်ထားတာကိုယ့်ဘာကိုစပင်းညက်ထားတာဒါကိုယ့်ဘာကိုအိုင်ဟိုးစာစောက်ဝယ်ပြီးတော့လေညက်တဲ့ဟိုစက်ကတ်ထိုးတဲ့စက်တွေဝယ်လိုက်တယ်နှစ်ခုပါတယ်အဲစက်ကတ်ထိုးတဲ့ဟာနှစ်ခုအဲ့ဒါဝယ်လိုက်တယ်အဲ့ဝယ်ရအခုဒီမှာစပင်းကြီးအနေထားကိုယ့်ဘာညက်တာဒီမှာဈေးကြီးရယ်ဒီမှာစပင်းတစ်ခါညက်လို့ရှိရင်1200အနည်းဆုံးအညက်ကြီးပဲကို1200ရှော့ညက်ဆိုရင်2500ရှော့ညက်ဆိုရင်တော့တေချာညက်ပြီအဲ့လိုမျိုးရှော့ညက်ဆိုရင်တော့တော်တော်ညက်ပြီတေချာညက်ပြီအညက်ကြီးပဲ1200ဆိုဟိုအဖခဏလေးနဲ့ဂျွီဆိုပြီးသွားပြီကဲဒိုးတော့အဲ့လိုပြောဆက်ဆံရေးရတယ်မကောင်းနိုင်ငံသားဆိုတိတ်ပြီးတော့ဆက်ဆံရေးရတယ်တိတ်မကောင်းဆိုတော့အသားရောင်ကြည့်ပြီးအသားရောင်ကြည့်ရင်တကောင်နိုင်ငံသားဆိုပြီးအဲ့အထင်မြင်သေးအဲ့လိုမျိုးအဲ့လိုနိုင်ငံဒီဂျပန်နိုင်ငံအသားရောင်ကြည့်ပြီးတော့အထင်မြင်သေးတဲ့နိုင်ငံဟောမကြတွေ့လားတွေ့ရလားမိုက်တယ်နော်ဒီတော်လန်နဲ့တော်လန်ကြီးရှိရောတွေ့လားတော်လန်ကြီးရှိရ哦，多了呢嘛，么子？买点呢？哇，多了都没骗你啊，这这边的呢？哎呀，那他多呗呢，天哪呗啊！公民大衣拿去路边摊呢，公民大衣，公民大desktop 一拿路边摊的啦，公民大好大衣，毛呢大衣拿路边摊，啊，都是嘛，路单呢话的路边啦。哇，တော်တော်လှကွာလေတွေကလည်းတိုက်ခီမိုချီနဲ့လေရလည်းတိုက်ရာသီဥတုလေးရလည်းတာယာပိတ်ရလေးရလည်းဖြစ်ဟောဟုတ်ပါနဲ့လားဘဲလေးတွေရေကူးနေကြတယ်ဟောလိုင်းနေရှိတယ်ဆိုရေကန်လာပြောဆိုလေကျန်းတော့ဒီဘက်ကလိုင်းဖြစ်တာအဲ့ဒါပဲနဲ့ဒီကနော်အင်ကြီးတို့ယူဝထားတာနည်းအိုက်နေအင်ကြီးတို့ယူဝထားအိုက်နေဟိုကအဓိကအဲ့ဆိုင်ငယ်မောင်းတဲ့အချိန်မှာတော့အရင်အေးတော့ဒီလိုအထူတွေဝစ်ပြီးတော့မောင်းရတာဟိုမှာဆိုင်ငယ်ဒီတိုင်းပုံမှန်ဆိုရင်ဒီကောင်မလိုတော့ဘူးအခုကတဖြည်းဖြည်းနှွေးလာပြီအခုက3လပိုင်း2လပိုင်းပေါ့နော်2လပိုင်းဟိုမှာအကုန်နဲ့ဝင်နေပြီလေ2လပိုင်းဟိုမှာ22ရက်ဖြစ်နေပြီ3လပိုင်းအောင်သွားနေပြီ3လပိုင်းတဖြည်းဖြည်းနှွေးလာတော့မှာပေါ့နော်အဲ့လိုမျိုးတလပိုင်းလောက်ကတော့12လပိုင်းတလပိုင်းလောက်ဒီတော့အဲ့လောက်တော့မအေးတော့အခုကနည်းနည်းနှွေးလာပြီဟုတ်လားတော့တော့လာနော်ဟိုငါးများတယ်တက်လားငါးများတယ်တော်လာတယ်ဒါမသိလို့ချင်းဟိုတင်မော့ကတ်တဲ့နေရာလေးနော်ဒီရင်အစသားမတော်ရပြုတ်ကြဝိုင်းပလုံဆော့ပဲရေကြီးဟိုကြီးရေကြီးနောက်ကြီးရေကြီးနောက်ကြီးတော်လာမညာတမင်ထင်းယူပြီးရတော့တော်လာနော်ထင်းယူပြီးရ Oh my god စောင်းလေးနဲ့ဒိတ်လိုက်ရတယ်ရှယ်ပဲနော်ဒီနေရာလေးမှာဟာများနေတယ်ဟိုမှာငါများနေဟိုကျခြေထောက်မတန်တဲ့ခွေးလေးသေးလားခြေထောက်မတန်တဲ့ခွေးလေးကိုမညာတွန်းလဲလေးနဲ့သူကသူသွားနေမခြေထောက်ကတော့မတန်နောက်ခြေထောက်ကသူကမတန်ဘူးအရှိကိုပဲသူလှုပ်တာမဲသွားနေတော့ဘိန်းလေးနဲ့ဘိုးတော်ကြီးဂျပန်ဘိုးတော်ကြီးငါးများနေသူတို့တွေကလည်းအချိန်ဖြုံးတာပေါ့နော်ဒီအသက်ရွယ်ကသူတို့တွေရဲ့အလောက်ကဟိုနေမဖြစ်တော့
ဒီတက်ရဲသူတို့တွေကိုလက်မခံတော့ဟုတ်တယ်မလားအလုပ်တွေပါရအဖိုးကြီးကြတာတိတ်ပြီးမကြိုက်တော့အလုပ်လုပ်တာနေလို့ပါအဲကြတော့အလုပ်လက်မဲ့တွေဖြစ်ကုန်အလုပ်လက်မဲ့တွေဖြစ်ကုန်တော့ဟာလိုမျိုးသားရီများနေကြဟာလိုမျိုးအဘူနိုင်ကိုကိုနီဟိုင်ရာနိုင်တဲ့ခရာဆိုင်ဒီဘက်ကမဝင်နေပါဘူးဒီမှာရင်းနစ်မယ်ပေါ့ကွာတဲ့မှာရင်းနစ်ဟောမှာဘောလုံးလေးတွေညာဘသူဘောလုံးလေးတွေမသိနော်ဘောလုံးလေးဒီလားခလေးတွေဆောက်တယ်ဘောလုံးလေးသူများဟာလေးဟုတ်ဘောလုံးလေးဟာလှတော့တဘာဝတို့ကြိုဆိုပြီးတော့လဲဒီလိုမျိုးတောလိုနေရာလေးရှိတာပါနော်ဟာဟိုတောလိုပုံစံမျိုးလေးတဲ့တစ်ပင်လေးတွေနဲ့ရေကန်တော်မိုက်တာပဲဒါသွားဖို့တဲ့ပန်းညာထဲမှာဟိုတော့အမိုက်ဆုံးလို့ပြောကျဲလဲတော်တော်ကျဲရေကန်ကြီးကလည်းရှည်လမျောကြီးဟောဒီဘက်ကလောင်းဟွာကြီးနဲ့တူတယ်ဒီဘက်ကလောင်းအပိတ်ကြီးဖြစ်သွားရင်တူတယ်သွားကြည့်အောင်ဘာရှိလဲမသိအဲတော့ဝါထိုင်လေးကြောက်ဖို့ကောင်းတယ်နော်တော်လိုမျိုးဖြစ်တာအပင်နေတယ်တွေ့လားအပင်နေနဲ့အဲ့လိုမျိုးအပင်နဲ့တော်ရဲဝင်သွားလိုမျိုးဖြစ်နေပြီဟိုဘမှာတော့မကန်နေတယ်အမြုပ်တယ်သေးတယ်မဟုတ်လားညာဘဲလာငါလာပြန်သွားတာဘာမှမနောက်တော့ကောင်ထလာတယ်ဘေးတစောင်းသွားတယ်ကောဟိုကောင်နေပဲထိတ်မှာအဖူးနဲ့ထိတ်မှာဟိုကောင်ဘဲတွေပြန်တယ်ခြေတွေကိုဒိုင်မင်ထိုးချဟာလှတာပဲနော်ဒီနေရာလဲဒီနေရာမှာစိမ့်လားဆိုပြီးနေနော်စိမ့်လေးတွေစိမ့်လေးတွေပင်ကြီးတွေဘာပင်ကြီးတွေမှလည်းမသိဟိုဗမာနိုင်ငံဆိုဟိုလိုမျိုးမှုထွက်တဲ့ပင်မှုပင်ကြီးတွေလားမသိနော်ကြည့်ဟာတပြေးလူတော်တဲ့ဝင်သွားလို့မျိုးပါလို့ဟာလားဒီမှာဆိုတာအပိတ်ကြီးလားဒါမှရှိရလားမသိနော်ဟာကြောက်ဒါကြည့်ရနေရပဲတိုကျိုတော့မရလေဒါဘာလို့လဲနေရလဲတရိษံလေးမွေးထားလားကြည့်ရငှက်တွေကြည့်နေရတွေ့တယ်ငှက်မွေးထားတော့ကြည့်နေငှက်တွေဝေါကာလာအဝဲမခံဘူးလားဒီနေရာဒီကောင်ကြီးနဲ့ကာလာပြမအပင်ဒီငှက်တွေရှိရပြဟောဒီရေကန်ကြီးကနေဒီဘက်ကိုရေတွေကျနေတော့ဒီရေကန်ကြီးကနေရေစစ်ပြီးတော့ရေတွေကျဟောလိုမျိုးရတာချောင်းတော့မလဲဟိုငှက်တွေဟိုမှာလေဟိုမှာတို့တာငှက်တွေငှက်တွေဒီကနေချောင်းပြီးတောက်ပုံနေပါရိုက်တယ်ဟုတ်လားဒီငှက်တွေရှိတယ်ငှက်တွေရှိငါတို့ဟိုမှာနားနေကြငါတော့ကောင်တော့ဟိုဥပမာတော့ဒီနားမှာတို့ရဲ့အစာစကြက်လို့ဖြစ်နေရပါဟုတ်တယ်တော့ဒီနားလူတွေလည်းအလားသိမခံစကြက်လို့ဖြစ်နေအဲ့ဒါ
တော်လာတာပဲနော်တော်လာတယ်ဒီမှာဟိုဘက်ကန်နေရရေကြာနေမှာလေသူဒီနေရာအလုံးများနောက်တော့အပိတ်လိုမျိုးကာလာတယ်ခွေးလေးပါယူလာခွေးလေးပါပါတယ်ဟာလာကြည့်ခွေးရလမ်းကြည့်ရတယ်ခွေးရလမ်းကြည့်ဟာကြည့်ဟိုင်းခမောင်ရဲ့ကြည့်ဟာလောမတော်တဲ့ဝင်သွားတဲ့အတိုင်းပဲမိုက်တယ်နော်ဟာတော်တဲ့ဝင်သွားတယ်ဆုံးမှာပါရှိမှာဒီမှာတော့ကြည့်အောင်ဒီဘက်မှာဘာရှိမှမသိမကြည့်အောင်တော့နတ်တာပဲလမ်းလျှောက်နေကြတော်ကြီးတယ်တော်လိုမျိုးရောက်လာတော့ကြည့်ဘာမှမရှိတော့လိုမျိုးကြီးဘာမှမရှိမဆောင်ပါရှိတယ်တောက်လျှောက်လမ်းပေါက်နေတာဘာတွေထွက်လာဒီမှာလမ်းဆောင်မဆောင်သေးဘူးနော်တော်နတ်တာပဲဒီကောင်ကြီးဝေါရှိရနော်ဘာမွေးတာဘာမှရုံအဲ့လူပြတ်တယ်လူသိမ့်မလာတယ်လို့မျိုးလူသိမ့်မရှိဘာမှမရှိတဲ့ပဲနေမရှိတော့ဒီမှာလူရှိရတော့ဒီကနေချောင်းနဲ့ဟာရှိသူချောင်းနဲ့ဟာရှိဟိုမှာချောင်းနေကြဒီမှာလည်းငှက်တွေချောင်းတာပဲတော်လှတာပဲဒီမှာလည်းငှက်ချောင်းတာဟိုဓာတ်ပုံနေရိုက်နေကြတယ်ဟိုမှာဝါဒီကောင်ကြီးတော့ကာပလိုက်တာကာပလိုက်ပြီးတော့ငါချောင်းလာနေရပါနဲ့ဟိုမငတ်တယ်တေးပဲမငတ်တယ်အများကြီးပဲကြီးဟိုမှာတေးပဲမငတ်တယ်ချောင်းလာယူတီこれが黒い、そう、両方とも黒いのね。で、ベースはベース、下が赤いのね。
သေးမပေါ့ပါရေးတာတဲ့သေးဒါမှတော့မရှိဘူးဒါမှလမ်းလျှောက်ရတာပေါ့ဒီမှာလူတော့နည်းနည်းပြက်တယ်အဲငှက်ချောင်းတဲ့နေရာဒီအထဲထဲမှာဟုတ်တနေရာရှိတယ်ဒီမှာငှက်ချောင်းတဲ့နေရာမှာကျွန်တော်လှဒီဆက်သွားရင်ဘာရှိအောင်မလဲမသိဘူးတော့ကြည့်အောင်ဟောကြားတွေတမင်တွေများထွက်လာမှန်းတယ်ကြားတွေဘာများထွက်လာဝေါဟိုမှာဟာပါလေနိုင်တဲ့ခါစားဘစ်ကက်တော့ခဲစားဟောဆိုဒီအပင်မခုတ်ဖို့ပြောရတာဘာလဲမသိဟောတွေ့လို့ရှိရင်ရဲတိုင်ပဲပေါ့ဟာအပင်ကြီးတခတ်တာညဟောမှာလူတွေဝင်လို့မရဘူးတဘာဝလို့လောက်တာဟိုဘက်မှာအဲ့အပင်ရှိအဲ့အပင်တွေကိုလူဝင်လို့မရဟောမှာဟိုတန်ပန်းနဲ့လေတန်ပန်းနဲ့ခတ်ထားတာလူဝင်လို့မရသူတက်ကိုတဘာဝအတိုင်းသူလုပ်ပြီးတာလားမသိဘူးမိုက်တယ်ပေါ့ဒီစပိန်လေးရှိနေမစိုးဘူးနော်ဒါဆိုဒီဘက်ကဘယ်ကိုပေါက်သွားလဲမသိဘူးဒီနေရာနေရာပေါက်သွားတယ်နော်လမ်းရှိတာဟိုဘက်တလမ်းဒီဘက်တလမ်းတော်ကြီးရပဲဒီပန်းညံကြီးတော်ကျဲတာပဲဟာတောက်လျှောက်တာမြေကြောင်းတစ်လျှောက်ပါမော်လေးမြေကြောင်းတစ်လျှောက်ပဲလားဟောဒီမှာလည်းကန်ကြီးတစ်ခါထပ်တွေ့ Oh my god ဘယ်လိုရောက်သွားလဲမသိဘူးဟိုကြီးမရောက်အာတော်တော်